မိုးချိုးပြည့်ဆိုတာလဲစီတွေလှည့်ပြီးတော့ရန်ကုန်မှာကြောက်စရာကောင်းတာပေါ့နော်โอเคအဲ့လိုမျိုးဖြစ်စေကြောင်းလို့ကြုံဖူးတဲ့သူတွေကဓာတ်ပေါ်ရိုက်ထားဗီဒီယိုလေးရိုက်ထားတာပေါ့နော်โอเคအဲ့ဒီဗီဒီယိုကိုကျွန်တော်တစ်ချက်တူကြည့်လိုက်အောင်ဦးဒီမှာတော့တော်တော်ကြီးကိုကျန်းလာကွာဦးလူတွေပါမထီးတော့တော်သေးရနော်ထီးတဲ့နေရတော့အကုန်မြူးဖွဲကုန်ပါဒီမှာကျတော့လှေကြီးကိုပြင်လိုက်ခုနဟေးကောင်ကြီးတိုက်ပင်ကြီးဆိုနှစ်ချမ်းမှာကွဲထားသွားတော့တော်တော်ကြီးကိုကြားရတော့ဒီမိုးချိုးပြင်းသွားတဲ့နေရာတွေမှာမိုးချိုးလွှဲတွေကဆေးဖော်တာတို့စိတ်ကူးတာတို့အဲ့လိုမျိုးနေရာတွေမှာသုံးဝင်တာပေါ့နော် Oh my god ဒါဘယ်နိုင်ငံတော့မသိဘူးနော်တကယ်ကိုတိုက်ပင်ဆိုဟဲ့အောင်လေကျွေမှဖြစ်ကြည်ထွက်သွားတာနော်တကယ်ကိုကြောက်စင်ကွာဒီမှာဆိုလဲတခြားစီဖြစ်ကုန်တာဟုတ်လား What the hell ဒီမျိုးပြင်မှာမျက်မြင်ကုန်တွေးကြိုလဲရသူတွေကတော်တော်ကြီးကိုကြောက်မှာမူဂျိုပစ်ဒါဖျားအောင်မှရှိတော့ဗောမူဂျိုလက်နဲ့တကြားဆက်တကြားမင်းပြည့်လို့ပဲယူဆရအောင်ဗောနော် Okay ဒီဗီဒီယိုလေးကိုတော့ဒီလုံးနဲ့ပဲနှုတ်ဆက်ပါတယ်ကောင်းသောနေ့လေးတွေပိုင်ဆိုင်နိုင်ကြပါစေ